မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့မြင်ကျွန်းပလီဘောကဆိုင်ရဲ့တကယ်ကိုအမြဲတမ်းအားပေးနေကြ regular customer တယောက်အကြောင်းကိုဝေမျှပေးခြင်းပါတယ်ရှင်ကျမတို့ရဲ့နေမြေကန်ချင်းအတူတူပဲဖြစ်တဲ့တာကေတာမြို့နယ်သားအမာကန် customer ကြီးပဲဖြစ်ပါတယ်ရှင်ပထမအကြိမ်တုန်းကအင်တစ်တက်မင်္ဂလာအတွက်ဆိုင်မှာအသင့်ရှိနေတဲ့ကျွန်းသားဂျူစတီနဲ့ကျွန်းစုံလယ်စပွဲကဆက်စာကိုစတင်အားပေးခဲ့တာပါဒုတိယအကြိမ်မှာတော့ကျွန်းဖျားဆောင်အဟောင်းနေရာမှာ6ပေကျွန်းဖျားဆောင်ကြီးကိုအသစ်လဲလှယ်ပြီးပူဇော်ခြင်းနဲ့ဆိုလို့မှာယူခဲ့ပါတယ်ရှင်။အဲ့ဒီအချိန်တုန်းက store ထဲမှာအချောတယ်မရှိတဲ့အတွက်စေတုတ်ကြခြင်း3ပတ်လောက်စောင့်အောင်မှာဖြစ်ပေမဲ့ကျမတို့ရဲ့လက်ရာကိုယုံကြည်လို့စိတ်ရှည်လက်ရှည်နဲ့စောင့်ဆိုင်ပြီးအားပေးခဲ့တာဖြစ်ပါတယ်ရှင်။အခုတတိယအကြိမ်မှာတော့မိဖို့ကြောင့်3ပကံတွေစနစ်တကျတင်ဆက်ထားဖို့အတွက်ကျွန်းမှန်ဗီဒီယိုကြီးကိုထပ်မံပြီးအားပေးသွားပြန်ပါပြီရှင်။တာကေတာမြို့နယ်သားအချင်းချင်းယုံကြည်မှုအပြည့်နဲ့3ကြိမ်တိုင်တိုင်အားပေးခဲ့တဲ့အတွက်လည်းတကယ်ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမတို့ဆိုင်ကနေအကောင်းဆုံးသောကျွန်းသားစစ်စစ်လက်ရာတွေနဲ့ပဲဆက်လက်ဝန်ဆောင်မှုပေးသွားပါမယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။